ထိုမျိုးသမီးကောင်းကောင်းကိုတီးလိုက်တိုင်းစိတ်ကြီးဝင်နေသည့်တထေးသားလေးကချက်ချင်းဆိုသလိုသူမစီပြေးလာပါတဲ့အကြောင်းမှာသူမသည်ထိတ်တန်းအဆင့်ရှိခွေးလေးချင်းရေးဆရာမတူဖြစ်လို့ပါဘလောက်ပဲရက်ဆက်ကြမ်းတမ်းတဲ့ခွေးဖြစ်ပါစေသူမရှိရောက်ရင်တော့ကြောင်ပေါက်လေးလိုရင်ကျေးသွားတတ်ကြတယ်။လွန်ခဲ့သည့်တစ်ပတ်ကတထေးကတော့တူသည်သူမထံသို့ရောက်လာပြီးသူမ၏သားကိုလေ့ကျင့်ပေးရန်တောင်းဆိုခဲ့သည်တထေးကတော့ဤပြောပြချက်အရသူမသားမှာစိတ်ခံစားချက်အလွန်မတည်ငြိမ်ပဲအစာမစားရေမတောက်သည့်အပြင်စကားလည်းနေလွန်းနေသည်ဟုဆိုသည်ဆရာဝန်ပေါင်းစုံဖြင့်ပြသခဲ့တော်လဲမည်သူမျှမကုသနိုင်ခဲ့ပေသူမကခွေးတွေကိုသာလေ့ကျင့်ပေးဘူးသူဖြစ်ပြီးလူကိုမလေ့ကျင့်ပေးတဲ့ကြောင်းညှင်းဆိုခဲ့တော်လဲတထေးကတော့ကဒေါ်လာ9 သန်းဆိုသည့်စုချင်းငွေကိုကမ်းလှမ်းလာသောအခါသူမလက်ခံလိုက်ရတော့သည်သူမသည်တထေးသား၏အိမ်သို့ရောက်သွားပြီးတကားကိုနာရီဝက်ကြာခောက်တော်လဲညီသူမျှမဖွင့်ပေးပေသူမဘလို့ဝင်ရမလဲဟုတွေးတောနေစဉ်မှာပင်တကားပွင့်လာပြီးသူမသည်ထိုသူထေးသား၏ရင်ခွင်ထဲသို့တန်းပြီးပြုတ်ကျသွားသည်သူမကသူမကိုသူမမိတ်ဆက်တော်လဲတထေးသားကဂယုမဆိုင်ပဲဖုန်းကိန်းသာဆက်စော်နေသည်သူမလည်းအိမ်ထဲသို့ဝင်ပြီးသတင်းပေါက်ကလန့်ကာတွေကိုဖွင့်လိုက်သည်နေအောင်ကြီးကိုမုန်းတီးသည့်တထေးသားကသူမလုပ်ရက်ကိုစိတ်နှောက်ယှက်ဖြစ်သွားသည်သူမကတော့နေအောင်ကြီးကစိတ်ညစ်ညူးမှုတွေကိုပျောက်ကင်းစေနိုင်ကြောင်းပြောလိုက်သည်ခဏကြာတွင်သူမသည်ခောက်ဆွဲပကံတစ်လုံးကိုကင်ကအခန်းထဲသို့ဝင်သွားသည်တကားကပွင့်လျက်သားဖြစ်နေ၍တန်းဝင်သွားရာတထေးသားကခွင့်မတောင်းဘဲဝင်လာခြင်းမှာယဉ်ကျေးမှုမရှိကြောင်းပြောသည်သူမကလည်းတကားကကျိုးနေတာပဲခောက်သည်ဖြစ်စေမခောက်သည်ဖြစ်စေအတူတူပါပဲဟုပြန်ပြောလိုက်သည်ဤစကားကသူ့ကိုပို၍ဒေါသထွက်စေသည်တကယ်တော့အိမ်ထဲကတကားတော်အားလုံးကိုသူ့မိကဖျက်ဆီးထားခြင်းဖြစ်သည်မိခင်၏အချုပ်နှောင်အောက်တွင်သူသည်ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုသည်ကိုလုံးဝမရရှိခဲ့ပေသူကသူမချက်ပေးသည့်အစာကိုဘယ်တော့မှမစားဟုကြုံးဝါလိုက်သည်သို့သောခွေးလေးချင်းရေးဆရာမတယောက်အနေဖြင့်ထို့သောအခြေအနေမျိုးကိုသူမကျွမ်းကျင်သည်သူမသည်အိမ်ထဲရှိမုံများကိုအကုန်သိမ်းလိုက်ပြီးအချိန်မှန်သာအစာကျွေးတော့သည်အစာစားချိန်ရောက်တိုင်းကောင်းကောင်းတီးသည်ပထမနေ့တွင်တထေးသားကအစာမစားဘဲဆန့်ကျင်သည်သူမလည်းစိတ်မဆိုးဘဲအစာစားချိန်ကျော်သည်နှင့်အစာပန်းကန်ကိုပြန်သိမ်းသွားသည်နှစ်ရက်မြောက်သည့်အခါစာလောင်မှုကိုမခံနိုင်တော့ဘဲသူသည်အခန်းထဲမှထွက်လာသည်သူမ၏ပထမအဆင့်အောင်မြင်သွားပြီဖြစ်သည်နောက်တစ်ဆင့်မှာယုံကြည်မှုတိဆောက်ခြင်းဖြစ်သည်သူမကသူ့ရှေ့တွင်ထိုင်ကားအစာကောင်းကောင်းစားရင်တကားတော်ကိုပြင်ပေးမယ်ဟုသတိပေးလိုက်သည်တထေးသားမှာသူမကိုကြားရှိစွာငေးကြည့်နေပြီးနောက်သူမကလည်းသူ့ကောင်းကိုအသာအရာပုတ်တက်ပေးလိုက်သည်အခန်းထဲပြန်ဝင်သွားသည့်အခါတထေးသား၏နှလုံးသားမှာမြန်ဆန်စွာခုန်နေသည်မကြမီပင်သူမကဂတိအတိုင်းတကားတော်ကိုပြင်ပေးပြီးတော့ကိုပေးလိုက်သည်ထိုညတွင်တထေးသားမှာအမိန့်နာခံစွာဖြင့်ညစာစားခဲ့သည်စားပြီးသည့်နောက်သူမကိုခေါင်းထပ်ပုတ်ပေးစေခြင်းသေးတော်လဲသူမကဂယုမဆိုင်တော့ပဲနေလိုက်သည်သူလည်းစိတ်ကောက်ကအခန်းထဲသို့ဝင်သွားသည်ညနေတိတိုင်တထေးသားဂိမ်းစော့နေတဲ့ကြောင့်သူမအိတ်မပျော်ပေခွေးများတွင်စွမ်းရည်များလုံးတကယ်သို့ပင်တထေးသားတွင်လည်းစွမ်းရည်များလုံးနေသည်ဟုတွေးမိကစွမ်းရည်ကုန်အောင်လေ့ကျင့်ပေးရန်စီစဉ်လိုက်သည်နောက်နေ့တွင်သူမကဂိမ်းကိုပိတ်လိုက်ပြီးတောင်တက်ရန်တိုက်တွန်းသည်သူကညင်းဆိုပြီးအစာစားရန်မိဖို့ကြောင့်ဘက်သို့လှည့်သည်ထိုချိန်တွင်သူ့ကိုယ်သူတထေးသား၏စိတ်ဆက်ထားသူဟုဆိုသည့်မိန်းကလေးတစ်ယောက်ရောက်လာသည်သူမကအိမ်ထဲသို့တန်းဝင်လာပြီးသူအစာမစားတတ်တာမို့လို့ငါအတွက်ပဲချက်ပေးပါဟုပြောသည်သို့တော်ထိုမိန်းကလေးကိုမြင်လိုက်သည့်အခါတထေးသားမှာအလွန်စိတ်နှောက်ယှက်ဖြစ်ပြီးအခန်းထဲပြန်ဝင်သွားသည်မိန်းကလေးကအခန်းတကားတွင်တောတက်တက်ထားသည်ကိုမြင်သောအခါသူမကတက်ဆင်ပေးသည့်ခွေးလေးချင်းရေးဆရာမကိုအပြစ်တင်ကမိခင်ကိုဖုံးဆက်ပြီးအလုပ်ဖြုတ်ခိုင်းမိဟုချိန်ချောက်သည်ထိုအခါတထေးသားမှာတကားကိုချက်ချင်းဖွင့်ကာထိုမိန်းကလေးကိုအိမ်ထဲမှချက်ချင်းထွက်သွားရန်ပြောလိုက်သည်ထို့နောက်တထေးသားသည်သူမ၏လက်ကိုဆွဲကင်လိုက်ပြီးတောင်တက်ခရီးစဉ်ကိုလိုက်ပါရန်သဘောတူလိုက်တော်သည်